မင်္ဂလာပါဒီနေ့တော့အမကလီယိုတေယာစီဖွားလေးတွေရဲ့ဇယက်တဘာဝလက္ခဏာလေးတွေကိုလာပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ဇူလိုင်23ကနေပြီးတော့ဩဂတ်23ဒီဂျာကာလာအတွင်းမွေးဖွားတဲ့သူလေးတွေကိုလီယိုတေယာစီဖွားလေးလို့ခေါ်တယ်ပေါ့နော်မြန်မာလာဝါကောင်လာအတွင်းမွေးဖွားတဲ့သူလေးတွေကိုလည်းလီယိုတေယာစီဖွားလေးတွေလို့အလွယ်မှတ်ထားပြီးလို့ရပါတယ်ဓာတ်တဘာဝကတော့မီးတဲ့ကြီးဆိုးတဲ့ရာသီခွန်လေးတွေပါပြီးတော့လို့ရှိရင်တနင်္ဂနွေဂျိုးပိုင်ဆိုးတဲ့ရာသီခွန်လေးတွေလည်းဖြစ်တယ်ပေါ့နော်တေယာဒီဖွားလေးတွေကဂုံကျက်တည်ရှိသူတွေဖြစ်တယ်ပြီးတော့ကျတော့အဆအဆအရာရာခေါင်းဆောင်လိုစိတ်ရှိတယ်ပေါ့နော်အခုဆိုလို့ရှိရင်စိတ်အားထက်တဲ့သူလေးလည်းဖြစ်တယ်ပေါ့နော်မိမိကိုအလွန်ထင်ကြီးတတ်တဲ့သူလေးလည်းဖြစ်ပါတယ်ရရင်ထက်မြက်တဲ့တီတီရဲ့ယောက်ျားပိတာတေယာဒီဖွားမျိုးသမီးတွေကယောက်ျားဆန်ဆန်နဲ့ထက်မြက်ကြတယ်သစ္စာရှိတဲ့ဂတိသစ္စာကိုလည်းအလွန်တန်ဖိုးထားတတ်ကြတဲ့သူလေးတွေကဒီထက်မြက်ယုံနာမကသူတို့ကစိတ်ထက်ပြင်းထန်တဲ့သူလေးလည်းဖြစ်တယ်ပေါ့နော်သူတစ်ပါးကမိမိကိုမြှောက်စားတာတွေပြည့်စုံဆရာတင်ခြင်းတွေကိုသူတို့ကအလွန်ကြိုက်နေတဲ့ကိုယ်ဆရာတင်ပြီဆိုလို့ရှိရင်လည်းအချိန်ကုန်ခံတဲ့ငွေကုန်ခံတဲ့ကိုကျိုးစွတ်ပြီးတော့မှလှုပ်ဆောင်ပေးတတ်တဲ့သူလေးလည်းဖြစ်တယ်အမုန်းခံစရာရှိရင်လည်းသူတို့ကအမုန်းခံပြီးတော့အာကျုံမှတ်တာဆောင်ရွက်တတ်ကြတဲ့သူလေးတွေပါကိုမြောက်ပြနေမှန်းပေါ့နော်တိတိရဲ့နဲ့လည်းတာယာတတ်ကြတဲ့လူလေးတွေလည်းဖြစ်ပါတယ်သူတို့အသေးအဖွဲကိစ္စတွေဆိုလို့ရှိရင်ငွေဘယ်လောက်ပဲရသူတို့ကစိတ်မဝင်စားဘူးစမတ်စစနဲ့လူအထင်ကြီးမဲ့ကိစ္စတွေဆိုလို့ရှိရင်ငွေမရလဲသူတို့ကဟိတ်ဟန်အပြည့်နဲ့ပေါ့နော်သူတို့ကအဲ့လိုမျိုးနေတတ်တဲ့လူလေးတွေပါငွေမရလဲလှုပ်တတ်ပါတယ်တရားဒီဖွားတွေရဲ့အားနည်းချက်ကဘာပဲလို့မလိုအပ်ပဲအကျယ်ချဲ့တယ်ပြောလို့ရှိရင်အချိန်ဆွဲတယ်စီစာကြောင်တယ်သူတစ်ပါးရဲ့အကြံကိုလက်မခံတာပေါ့နော်သူတစ်ပါးစကားနားမထောင်ဘူးအကြံမယူတတ်ဘူးသူတစ်ပါးစကားနားထောင်ပြီးသူများအကြံယူရတော့သူကအောက်ကြတယ်သူတို့တိတ်ခါကြတယ်ဆိုပြီးတော့အဲ့လိုမာနာကြီးတင်းခံပြီးတော့နေတတ်တယ်ပေါ့နော်ဒါပေမဲ့တင်ရသည်ဖွားတွေကအမြင်ထူးခြားတယ်ဘယ်တော့မှနောက်မစွန့်တတ်ဘူးလူဖြောင်းစိတ်တို့ဖြစ်တယ်ပေါ့နော်စိတ်ညံတယ်အာမနာတတ်ဘူးတီးမခံတတ်ဘူးပေါ့နော်သူတို့မှန်တယ်ထင်လို့ရှိရင်ဘယ်သူ့မှလည်းတီးမခံတဲ့ရတဲ့ခွန်လေးတွေပါသူတို့ခံယူထားတဲ့သူတို့ဝါဒကိုသူရဲ့မူဝါဒကိုတစ်သက်လုံးထိမ့်သိမ်းပြီးတော့မှာပေါ့နော်ခံယူပြီးတော့ရှောက်လန်းကြတယ်ငင်းခုန်စရာရှိရလဲအခိုင်ခန့်ငင်းခုန်တယ်အဲ့လိုမျိုးစန့်ကျင်စရာရှိရလဲရရဲဝုံဝုံစန့်ကျင်တဲ့ခွာလေးတွေပါဥပဒေပဲဖြစ်ဖြစ်စီကံပဲဖြစ်ဖြစ်သူတို့ကကြောင်းလဲဖြစ်တဲ့သူတွေလည်းဖြစ်ကြတယ်ပေါ့နော်တတ်တယ်နော်။စီးပွားရေးမှာအားနဲ့တက်ကြတယ်စိတ်ထိခက်လွယ်တယ်ပြီးတော့တယောက်တည်းကြိတ်ပြီးတော့မွန်းကျက်တဲ့အချိန်ကာလတွေလည်းခက်များတယ်သူတစ်ပါးကိုကအားပေးစကားပြောတတ်ပေမဲ့ကိုယ်တိုင်ခံစားရလို့ရှိရင်လည်းသူတို့ခံစားချက်ကြီးမားတတ်ကြတယ်ပေါ့နော်။ကျွမ်းကျင်မှုတွေများပေမဲ့အဲ့လိုမျိုးရွေးချယ်ရခက်တဲ့အနေအထားတွေလည်းရှိတယ်။အမြတ်ပညာမှာသူတို့ကပါရမီထူးကြတယ်။ဒီနဲ့ကျန်းနဲ့ဘောင်းနဲ့နေမှကောင်းတယ်ပေါ့နော်။အဲ့လိုမျိုးတစ်ခုခုစီးဖောက်မိရဲဆိုလို့ရှိရင်သူတို့ဘာတက်ပို့ပြီးတော့မှအထိနာတတ်တယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင်နော်ဥပဒေနဲ့မကင်းတဲ့ကိစ္စတွေလုပ်မယ်ဆိုလို့ရှိရင်သူတို့ဘာတက်ပို့ပြီးတော့မှအထိနာတတ်တယ်။သူကလေတွန်းတွန်းတက်စူးစမ်းနေတဲ့အချိန်မှာအာမန်ရှိသလားပေါ့နော်တကယ်အောင်မြင်သွားတဲ့အချိန်ကလို့ရှိရင်ပျော်ပါမှတက်တဲ့ရာသီခွန်လေးလည်းဖြစ်ပါတယ်သူတို့ရဲ့ဘဝတသက်တာမှာလည်းငွေကိုတွန်းတွန်းတက်နဲ့အားကျုံမှန်တက်ရှာဖွေရတတ်တဲ့ရာသီခွန်လေးတွေပေါ့နော်သူတို့ရဲ့အဲ့လိုမျိုးစိတ်သဘောထားကြီးမြတ်တာလေးတွေအကင်းပါတာလေးတွေအလိမ္မာပါနဲ့တာလေးတွေပြီးရင်စာပေပညာမှာတစ်ဖက်ကန်းကပ်ပေါ့နော်ရှိတာလေးတွေပေါ့အဲ့ဒါလေးတွေကသူတို့ရဲ့ဘဝမှာသူတို့လုံးဖြစ်တဲ့အထိအဲ့လိုမျိုးကြီးမြတ်သွားတတ်တယ်ပေါ့နော်အမှဒီနေ့ဖတ်ပြသွားတာတော့လီယိုတေယာတီဖွားလေးတွေရဲ့ဇယက်တဘာဝလက္ခဏာလေးတွေဖြစ်ပါတယ်အမှနောက်လည်းတခြားရာသီခွန်လေးတွေရဲ့ဇယက်တဘာဝလက္ခဏာလေးတွေကိုလည်းဖတ်ပြသွားမိမှာဖြစ်လို့အမကို like and share follow လေးတွေလုပ်သွားပေးလို့ရပါတယ် Come follow me baby